And then the cat just sat right in the soup. Oh no, that's adorable. I can't believe he did that. He looked so proud of himself. မိတ်ဆွေတို့ဒီလိုမျိုးကာတွန်းဗီဒီယိုလုပ်ဖို့စိတ်ဝင်စားလားစိတ်ဝင်စားတဲ့ဆိုရင်ဒီဗီဒီယိုလေးကိုအစနဲ့အဆုံးထိကြည့်လိုက်ပါမိတ်ဆွေတို့ဒီလိုမျိုးကာတွန်းဗီဒီယိုလုပ်ပြီးတော့တလားကိုတိမ်နဲ့ဝင်နေရှာလို့ရတယ်စူးစမ်းသလိုဝင်ဝင်ရမယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီလိုမျိုးကာတွန်းဗီဒီယိုလုပ်ဖို့အတွက်ကျွန်တော်တို့ ChatGPT လွတ်အပ်တယ်ပေါ့နော်ဒီ software လေးပေါ့နော်ဟုတ်ပြီကျွန်တော် ChatGPT မှာဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာရောက်လာလို့ရှိရင်မိတ်ဆွေတို့ကာတွန်းဗီဒီယိုလုပ်မယ်ဆိုရင်ဒီ ChatGPT နဲ့ကျွန်တော်တို့ prompt ရေးခိုင်းရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဘယ်လိုမျိုးကာတွန်းဗီဒီယိုလုပ်ရှင်လဲပေါ့နော်မှန်ကလေးဗီဒီယိုလုပ်ရှင်လားရုပ်ကြလေးဗီဒီယိုလုပ်ရှင်လားပေါ့နော်အဲ့ဒီတိုင်း ChatGPT ကို prompt ရေးခိုင်းရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် ChatGPT ကို prompt တစ်ခုရေးခိုင်းလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီမှာ prompt ရေးခိုင်းလိုက်ပြီပေါ့နော်ဒီမှာကြတော့သူကပုံတစ်ပုံထုတ်ပေးတယ်ပေါ့နော်မိတ်ဆွေတို့ဒီပုံကိုကြိုက်တယ်ဆိုရင်ဒီပုံကို download ဆွဲပါနော်ဒီပုံမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ပြန် prompt download ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ခဏစောင့်လိုက်မယ်ဟုတ်ပြီအချိန်ကြာတယ်ပေါ့နော်ကျွန်တော် prompt ရေးခိုင်းလိုက်မယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်သူကဒီမှာ prompt ရေးပေးလိုက်ပြီပေါ့နော်ဒီ prompt ကိုကျွန်တော်တို့ copy ယူရမှာဖြစ်ပါတယ်နော်အဲ့ဒီ prompt copy ယူပြီးသွားလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုဘယ်လိုဖန်တီးရမလဲပေါ့နော်ကျွန်တော်အသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ရသေးလဲ subscribe လေးလှုပ်ထားပါကျွန်တော်နေ့တိုင်းကာတွန်းဗီဒီယိုလုံးမဲနေလာအမျိုးမျိုးတင်ဆက်ပေးပါမယ်ဟုတ်ပြီကျွန်တော်ဒီ prompt ကို copy ယူလိုက်မယ်ဟုတ်ပြီအလေးရနဲ့ထွက်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့အဲ့ဒီ prompt ကိုဗီဒီယိုဘယ်လိုလှုပ်ရမလဲပေါ့နော်ဟုတ်ပြီ gram ဒီ software လေးပေါ့နော် gram software တွေကိုကျွန်တော်တို့ download ဆွဲရမှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ပုံမှန်ဒီ software မရှိဘူးဆိုရင်မိတ်ဆွေတို့ Play Store မှာ download ဆွဲလို့ရပါတယ်ဟုတ်ပြီကျွန်တော်အဲ့ဒီထဲဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာရောက်လာလို့ရှိရင်မိတ်ဆွေတို့ကအရင်ဆုံးပုံလုံးမလားဗီဒီယိုလုံးမလားပေါ့နော်ဗီဒီယိုလုံးမယ်ဆိုရင်ဒီနေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဗီဒီယိုလုံးလို့ရတယ်ပေါ့နော်ပုံလုံးရှင်နေဆိုရင်ဒီမှာနှိပ်ပြီးတော့ကျွန်တော်တို့ပုံလုံးလို့ရတယ်ပေါ့နော်မိတ်ဆွေတို့က data ဗီဒီယိုထုတ်ရှင်နေဆိုရင်ဒီမှာနှိပ်လိုက်ပါနော်ဟုတ်ပြီပုံထုတ်ရှင်နေဆိုရင်ဒီမှာနှိပ်လိုက်ပါဟုတ်ပြီကျွန်တော် data ဗီဒီယိုထုတ်ပြရမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီနေရာလေးကိုနှိပ်လိုက်မယ်ဟုတ်ပြီအဲ့ဒါပြီးပါလို့ရှိရင်မိတ်ဆွေတို့ကဒီမှာပေါ့နော်ကျွန်တော်တို့ကူးထားတဲ့ prompt ကိုဒီမှာ paste လုပ်ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီမှာတစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီဒီမှာကျွန်တော်အဲ့ဒီကူးထားတဲ့ prompt ကို paste လုပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့အဲ့ဒါပြီးပါလို့ရှိရင်ကျွန်တော်ဒီနေရာလေးကိုတစ်ချက်ထောက်လိုက်မယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာရောက်လာလို့ရှိရင်မိတ်ဆွေတို့ကဗီဒီယိုလုတ်ပြီးတော့ YouTube ပေါ်တင်မလား TikTok ပေါ်တင်မလား TikTok ပေါ်တင်မယ်ဆိုရင်ဒီနေရာလေးကိုနှိပ်ပါ YouTube ပေါ်တင်မယ်ဆိုရင်ဒီနေရာလေးကိုနှိပ်ပါဗီဒီယိုရဲ့ quality ပေါ့နော် high quality ပေါ့နော်ဒီမှာ 920p ရှိတယ်ပေါ့နော်ဒီမှာပေါ့နော်ဒီမှာ 1080p ရှိတယ်ပေါ့နော်မိတ်ဆွေတို့ကဘယ်လို quality ထုတ်ရှင်လဲပေါ့နော်မိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်920ပဲ quality ထုတ်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြပါလို့ရှိရင် quality နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီဟုတ်ပြီကျွန်တော်တို့ဒီမှာတရားရခိုင်နှုန်းပြည့်သွားအောင်ကျွန်တော်တို့စောင့်ပေးရမှာဖြစ်ပါတယ်နော်ဟုတ်ပြီဒီမှာကြာတော့ကျွန်တော်တို့ဗီဒီယိုလုံးပေးနေပြီပေါ့နော်အမေဆိုတော့ကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုရပြီပေါ့နော်ဟုတ်ပြီအဲ့ဒါတရားပြည့်သွားအောင်ကျွန်တော်တို့စောင့်ပေးရမှာဖြစ်ပါတယ်မိတ်ဆွေတို့ဒီလိုမျိုးလွယ်ကူကူနဲ့ကျွန်တော်တို့ဗီဒီယိုဖိုင်တီလို့ရတယ်ပေါ့နော်ဒီမှာကြာတော့ပုံလုံးစရာမလိုဘူးပေါ့နော်ဒီမှာကျွန်တော်တို့ direct ဗီဒီယိုထုတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ prompt ပေးတာနဲ့သူကတခါတည်းဗီဒီယိုထုတ်ပေးတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ခုန prompt ထည့်ပြီးတော့ဗီဒီယိုလုပ်တယ်ပေါ့နော်အဲ့ဒီဗီဒီယိုရကြတော့ကျွန်တော်ဒီမှာရပြီပေါ့နော်မိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ပေါ့နော်သူက8 second ဒီလုပ်ပေးထားတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကဒီလိုပဲ prompt ထည့်ပြီးတော့အလွယ်တကူနဲ့ဗီဒီယိုဖန်တီးလို့ရတယ်ပေါ့နော်မိတ်ဆွေတို့ကအဲ့ဒီဗီဒီယိုကို download ဆွဲဖို့အတွက်ကြတော့ဒီမှာပေါ့နော် download ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ download ဆွဲလို့ရတယ်ပေါ့နော်ဟုတ်ပြီ